2025 ခုနှစ်မှာဆိုဖီယာအခုပြောမယ်စကေး9ခုကိုမလေ့လာထားဘူးဆိုရင်သိကြတယ်ဆိုဖီယာတို့နောက်ကျကြံခဲ့ဦးမှာ Hello ဆိုဖီယာဒီရဲ့ပြန်လဲကြည့်ဆိုပါရစေအခုဆိုရင်2025ခုနှစ်ကို3ပုံပုံရင်တပုံကလည်းကုံဆုံးတော့မယ်ပေါ့နော်အဲ့တော့ဆိုဖီယာကိုပြန်လဲသုံးသပ်ရင်းနဲ့မှာဒီ content idea လေးကိုရခဲ့တာပါခက်ကလည်းတဖြည်းဖြည်းပြောင်းလဲလာတာနဲ့အမျှဆိုဖီယာအတွက်တော့စိန်ခေါ်မှုတွေတောင်းဆိုမှုတွေရမ်းများလာခဲ့တယ်။ဒါတွေကိုရင်ဆိုင်နိုင်ဖို့အတွက်ကို့မှာရှိတဲ့အရေးချင်းတွေနဲ့ရင်ဆိုင်နိုင်ပါမလားလို့ဆိုဖီယာတွေးရင်းနဲ့မှဒီအချက်၅ချက်ကိုဆိုဖီယာစဉ်းစားမိခဲ့တာပါ။ဆိုတော့ဒီအချက်၅ချက်ကဆိုဖီယာတဦးတယောက်တည်းတွေးတောထားတဲ့ idea လေးဖြစ်တဲ့အတွက်ကြောင့်မလို့လွတ်လပ်စွာသဘောထားကွဲလဲနိုင်ပါတယ်။အဲ့တော့ဆိုဖီယာပြောပြမယ်ဒီအချက်၅ချက်လေးအခုစလိုက်ကြမယ်နော်။ပထမအဆုံးတစ်ချက်အနေနဲ့ AI နည်းပညာနဲ့ရင်းနှီးအောင်လုပ်ပါ AI နည်းပညာတွေရဲ့တိုးတက်ချက်ကလွန်ခဲ့တဲ့10မိနစ်နဲ့အခုတော့လုံးဝမတူဘူးအယမ်းမြန်တယ်။နောက်လာမယ့်အနာဂတ်မှာတာမန်လုပ်သားတွေရဲ့နေရာသာမကဘဲနဲ့ပညာရှင်တွေရဲ့နေရာတွေကိုပါ AI ကအစားထိုးဝင်ရောက်လာလိမ့်မယ်လို့ဆိုဖီယာမြင်မိတယ်။အဲ့အတွက်ကြောင့်မို့လို့ဆိုဖီယာတို့ AI ကကိုကြော့တက်သွားတာမျိုးမဟုတ်ဘဲနဲ့ကိုက AI ကိုအသုံးချပြီးတော့ idea generate တွေဘယ်လိုလုပ်မလဲ AI ကိုအသုံးချပြီးတော့အင်ကန်တွေဘယ်လိုတိုးတက်လာအောင်လုပ်မလဲဆိုတာဆိုဖီယာတို့ကမဖြစ်မနေဒီ AI နည်းပညာကိုလေ့လာထားဖို့လိုအပ်တယ်လို့ဆိုဖီယာမြင်ပါတယ်ဒုတိယအချက်အနေနဲ့ဆိုရင် multiple scale တွေရှိပါစေသင်ကပိုတော်ပိုတက်ပိုကောင်းတဲ့နေရာတစ်ခုရချင်နေဆိုရင်တော့မိမိဖြတ်တန်းနေတဲ့ professional life နဲ့ဆက်ဆက်နေတဲ့ပညာရပ်တစ်ခုကိုလေ့လာထားတဲ့လို့ဆိုဖီယာမြင်မိပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မောင်းတဦးကရင်ကိုမောင်းတက်ရုံနဲ့မဟုတ်ဘဲနဲ့ကားပါပြင်တက်တာမျိုးတို့အဆိုတော်ဆိုရင်လည်းတချင်းစုတက်ရုံနဲ့မဟုတ်ဘဲနဲ့တချင်းမှာရေးတက်တာမျိုးပေါ့နော်။အဲ့တော့မိမိအသက်မွေးဝမ်းကြောင်းနဲ့ဆက်ဆက်နေတဲ့ပညာရပ်တစ်ခုကိုအခုပဲအများဆုံးလေ့လာလိုက်တတိယအချက်အနေနဲ့ကတော့တက် language တစ်ခုခုကိုစတင်လေ့လာပါဒီခေတ်မှာ mother language second language အပြင်မိမိကြိုက်တဲ့ရာဘာသာစကားတစ်ခုခုကိုတက် language အဖြစ်နဲ့စတင်လေ့လာသင်နေပါပြီဘာသာစကားပုံမတက်မြောက်မှုကလူတော်ကိုပို့တိုးစေတဲ့အပြင်နေရာတစ်ခုမှာလူရွေးတဲ့အခါကျရင်လည်းအရင်အချင်းတူနေရင်တော့မှဘာသာစကားပို့တက်တဲ့သူကအခွင့်အရေးပိုရတတ်ပါတယ်။အဲ့တော့မိမိကြိုက်တဲ့ရာတက် language တစ်ခုခုကိုစတင်လေ့လာဖို့ပြင်ဆင်လိုက်ပါစရုဒအချက်အနေနဲ့ကတော့ network ကိုပို့ချက်တင်ပါသင်ကဘလောက်ပဲတော်တော်ဘလောက်ပဲတက်တက်တင်ကိုယ်တိုင်က isolate ဖြစ်တဲ့လူတစ်ယောက်ဆိုရင်ဘယ်အဖွဲ့အစည်းကိုပဲရောက်ရဘလောက်ပဲစူးစမ်းတိုးတက်တဲ့လောက်တိုးတက်မှာမဟုတ်ပါဘူးအဲ့တော့မိမိမှာရှိတဲ့ network တွေကိုလည်းတန်ဖိုးထားပါ network အသစ်တွေချက်ထွင်ဖို့ကိုလည်းမြဲစာလောင်နေပါမိမိဘက်ကစတင်ပြုံးပြဖို့နှုတ်ဆက်ဖို့ကိုလုံးဝဝင်မလေးပါနဲ့နောက်ဆုံးအချက်အနေနဲ့ကတော့ quality ဖြစ်တဲ့ hobby တစ်ခုကိုမွေးမြူပါလူတိုင်းကမတူညီကွဲပြားတဲ့ဝါသနာတစ်ခုစီတော့ရှိနေကြမှာပဲကိုယ့်ရဲ့ဝါသနာကကောင်းလားမကောင်းလားဆိုတာသင်ကိုယ်တိုင်အသိဆုံးဖြစ်မှာပါကိုယ့်ရဲ့ဝါသနာပေါ်မှာမူတည်ပြီးရောက်နေတဲ့ပတ်ဝန်းကျင်ကလည်းကွဲပြားသွားပါလိမ့်မယ်ဆိုဖီယာအခုပြောသွားတဲ့အချက်၅ချက်ကိုကြည့်ပြီးတော့ဆိုဖီယာတငယ်ချင်းတွေကောင်းမွန်တဲ့အတွေ့အလေးတစ်ခုရသွားတယ်ဆိုရင်ပဲဆိုဖီယာကြည်နေပါတယ်တခြားနောက်ထပ် value scale တွေထပ်ပြီးတော့လေ့လာထားတဲ့နေဆိုတာကိုကြံကြံပေးချင်နေဆိုရင်ဆိုဖီယာရဲ့ comment မှာလာပြီးတော့ကြံကြံပေးလို့ရပါတယ်ဆိုဖီယာ channel ကို follow လုပ်ဖို့မမေ့ပါနဲ့ဆိုဖီယာတို့နောက် video မှာပြန်တွေ့ကြမယ်